ခုနောက်တော့ပန်းစင်းနေရတဲ့ဒေသနာအော်ဒီယိုပေါက်စစ်ကြီးကတော့မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ရှောက်တော်ကြီးရွာမှာကိုအောင်ဖုံးပြရှန်ထွန်းတီထောင်ထားတော့အောင်မြစ်တာအော်ဒီယိုပေါက်စစ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာ This is DJ Nasim on Remix Production အောင်မြစ်တာအော်ဒီယို Remix Mobile Song Remix အဝေးတနေရာမှာတိပရိသများကိုမနေ့အမြန်ပါတွေးကြံစာကကြည်လင်မှုကိုအလေးထားအတန်ဘဝအမိုက်စားနေတင်ဆက်ကအသုံးနှုတ်ခံဖြောပြတင်ဆက်ပေးရတာကတော့မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ရှောက်တော်ကျေးရွာမှာကိုအောင်ဖုံးပြရှန်ထွန်းဦးစီးလို့တီထောင်ထားတဲ့အောင်မြစ်တာအော်ဒီယိုပေါက်ဆက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာအောင်မြစ်တာခုနောက်တော့ပန်းစင်းနေရတဲ့အော်ဒီယိုပေါက်ဆက်ကြီးကတော့မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ရှောက်တော်ကျေးရွာမှာကိုအောင်ဖုံးပြရှန်ထွန်းဦးစီးလို့တီထောင်ထားတဲ့အောင်မြစ်တာအော်ဒီယိုပေါက်ဆက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာ This is DJ Nasim on Remix Production အောင်မြစ်တာအော်ဒီယို Remix Mobile Song Remix အဝေးတနေရာမှာတေးပရိသများကိုမနေ့အမြန်ပါတွေးကြံစာကကြည်လင်မှုကိုအလေးထားအတန်ဘဝအမိုက်စားနေတင်ဆက်ကအသုံးနှုတ်ခံပြောပြတင်ဆက်ပေးနေတာကတော့မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ရှောက်တော်ကျေးရွာမှာ